စောမှာ picture ပုံလေးထည့်ပေးတာပေါ့နော်အဲ့တော့ picture ပုံလေးထည့်ဖို့အတွက်စာရွက်လေးဖွင့်နေပြီး insert တက်ထဲကိုဝင်နေ insert တက်ထဲကနေပြီးတော့ picture ကိုသွားမယ် picture တွေကနေပြီးတော့ကို set ထဲမှာတင်ထားတယ်ဆိုလို့ရှိရင် data device set ထဲမှာမသိဘူးဆိုလို့ရှိရင် online ကနေခါလေးရွေးလို့ရပါတယ်အဲ့တော့ data device ထဲမှာရှိတဲ့ပုံလေးကိုထည့်မယ်အဲ့တော့ကိုယ့်ရဲ့ပုံကဘယ်နားမှာရှိလဲပေါ့ဥမာကိုအဆင်ပြေတဲ့နေရာပေါ့ကိုထားတဲ့နေရာလေးကိုရွေးပြီးွားတဲ့ခါကြလို့ရှိရင်ဒီမှာတော့ picture မှာတင်ထားပါတယ်အဲ့တော့ပုံလေးတစ်ပုံကိုရွေးချလိုက်မယ်ရွေးပြီးွားတဲ့ခါကျရင်ဒီပုံနှစ်ချက်နှိပ်လို့လည်းရတယ်လို့ဒီဟာတစ်ချက်နှိပ်ပြီးတော့ insert ဆိုပြီးတော့ခေါ်လို့လည်းရတယ်နော်အဲ့တော့ပုံလေးတစ်ပုံရွေးလိုက် insert လို့ခေါ်အဲ့ဆိုရင်စာရွက်ပေါ်မှာဒီပုံလေးကြာသွားလိမ့်မယ်ကြာသွားတဲ့အခြေအနေမျိုးမှာဒီပုံကြီးကကြီးနေတယ်ပြန်ပြီးတော့ချုပ်နေတယ်ချုပ်နေတယ်ဆိုလို့ရှိရင်ဒီပုံရဲ့တောင်းကိုသွားအောက်တောင်းနေအပေါ်တောင်းနေအဲ့လိုမျိုးသွားလို့ရတယ်အဲ့ဒီအောက်တောင်းကိုသွားပြီးတော့ဖိပြီးတော့ဆွဲချုံလိုက်လို့ရတယ်ဒီလိုလေးဖိပြီးတော့ဆွဲချုံလိုက်အလုံးလေးပေါ်တင်လိုက်လို့ရှိရင်ဒီလိုမြားလေးပေါ်တယ်ပေါ့နော်ဒီလိုမြားလေးပေါ်တယ်အဲ့လိုမြားလေးနဲ့လည်းပြန်ချုံတာချဲတာဒီတင်ဂီတာနဲ့ပဲသွားပါမယ်ဒီတဲ့အခါကြာလို့ရှိရင်ဒီပုံလေးကိုရွှေ့ပါဒီဘက်လေးကိုရွှေ့နေတာပေါ့ဥမာဆိုလို့ရှိရင်ဒီ semi font လေးပါရိုက်တဲ့အခါမျိုးကျရင်တက်ပုံလေးကဒီဘက်ချမ်းမှာရှိတယ်အဲ့ခါကျရင်ရွှေ့နေတာအဲ့တော့ပုံကိုရွှေ့ကြည့်လိုက်မရွေ့ပါဘူးမရွေ့သွားတဲ့အခါကျရင်ဒီမှာရှိတဲ့ဒီ arrange group တွေကိုသွားလိုက်နော်arrange group တွေကိုဝင်မယ်ဒီမှာရှိတဲ့ arrange group တွေကိုသွားပြီးရင်မှာ word tag ဆိုတာလေးရှိတယ်အဲ့လေးကိုနှိပ်ပြီးသွားရင်အဲ့ဒီကနေပြီးတော့ square ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတဲ့အခါကျရင်ပုံလေးကိုကလေးပြီးတော့ရွှေ့ကြည့်လိုက်အဲ့ဆိုရင်လောကင်နဲ့ကိုလိုရတဲ့နေရာကိုဆွဲခေါ်ပြီးတော့ယူသွားလို့ရတယ်အဲ့တော့ဒီပုံလေးကိုပေါင်းလေးတက်ချင်းနဲ့အလှဆင်တာပေါ့နော်အလင်းပြန်တာတို့ effect လေးထည့်ကျင်တာအဲ့လို effect လေးထည့်ဖို့အတွက်ဒီမှာquick style လေးရှိတယ်အဲ့ quick style ကနေပြီးတော့လေပုံစံမျိုးမျိုးချိန်ယူလို့ရတယ်ပုံစံဒီဇိုင်းအကုန်စင်ပြေသလိုယူလို့ရတယ်ဒီထဲကနေပြီးတော့စင်ပြေရလိုက်ထည့်လို့ရပါတယ်အဲ့တော့ထည့်ပြီးွားတဲ့အခါကျလို့ရှိရင်ဒီမှာဆိုရင်ပေါင်လေးကအမဲကြီးဖြစ်နေအဲ့ဒီမဲကို color change နေတယ် color change လို့ရှိရင်ဒီမှာ picture border လေးရှိတယ်သူရဲ့တောင်ရဲလိုလေးကိုဆင်အဲ့ဒီကနေပြီးတော့ကိုနဲ့တက်တဲ့ color လေးတကူထည့်ပြီးလိုက်ထည့်ပြီးွားရင်အောက်မှာလည်းတခုရှိတဲ့ effect တွေအဲ့ဒီ effect တွေ shadow reflect group အများကြီးပဲပေါ့နော်ကိုဆင်ပြီးရထပ်ထည့်လို့လည်းရသေးတယ်နော်ဒါတော့အလှဆင်တာပေါ့ပြီးဒီပုံကမှိန်နေလို့ပေါ့နော်မဲနေလို့အလေးလေးတင်ကျင်နေဆိုရင်ဒီအောက်မှာဒီမှာ collection ရှိရဲအဲ့ဒီကိုသွားအလင်းမောင်ချိန်အော်မသေးကြသေးဒီဘက်လေးနည်းနည်းရွှေ့ပြီးတော့ collection နဲ့ဝင်တဲ့အလင်းမောင်ချိန်လို့ရသေးတယ်ကြိုက်တယ်လို့